ချောင်းဘူကိုသွားလေရမှာလေ့လာနိုင်ဖို့ဒီ software ကိုအသုံးပြုလို့ရပါပြီ Flow EBS Mate ပါကျွန်တော်ဒီမှာနမူနာလေးတစ်ချက်ပြပေးပါမယ်အခုစာပိုက်လိုက်ချောင်းဘူကိုလေ့လာလို့ရမှာဖြစ်တယ်ကိုမသိတဲ့နေရာကိုမသိတဲ့စလုံးကိုရောက်ပြီဆိုကမှအခုလိုမျိုးကျွန်တော်တို့တစ်ချက်ပဲနှိပ်လိုက်ပါကိုသိလို့တဲ့စကားလုံးလေးကိုတစ်ချက်ပဲနှိပ်လိုက်ပါအပေါ်မှာကျွန်တော်တို့ဘာသာပြန်အောင်ပြပေးမှာဖြစ်ပါတယ်ကိုနှိပ်တဲ့အချိန်မှာပဲဘာသာပြန်အောင်မြင်ရမယ်အားလုံးကိုယ့်ဘာကိုဒီကိုရီးယားစာပိုက်ကိုလေ့လာလို့ရတယ်ဖတ်လို့ရတယ်ကိုမသိတဲ့နေရာရောက်ပြီဆိုရင်အခုလိုမျိုးတစ်ချက်ပဲနှိပ်လိုက်ပါဘာသာပြန်အောင်တွေ့ရမှာဖြစ်ပါတယ်နောက်ထပ်ကအတန်ဖိုင်နဲ့မှလေ့လာခြင်းပါတယ်ဆိုတဲ့သူတွေဂျောင်းဘိုကိုအတန်ဖိုင်နဲ့လေ့လာခြင်းတယ်ဆိုတဲ့သူတွေအတွက်အခုလိုမျိုးဂျောင်းဘိုရဲ့အတန်ဖိုင်လေးပါဒီမှာနားထောင်လို့ရမှာဖြစ်တယ် 높임말과 반말. 한국어에는 높임말, 존댓말과 반말이 있습니다. 높임말은 자신보다 나이가 많거나 지위가 높은 사람에게 사용하며 반말은 나이가 적은 사람에게 사용합니다. ဟုတ်ပြီကျွန်တော်တို့ကဒီ software မှာဒီဂျောင်းဘိုတင်ပါတာလားမဟုတ်ပါဘူးကျွန်တော်တို့ရှေ့မှာကျွန်တော်အရင်ကတည်းကထည့်ထားပေးပြီးသား vocabulary ကိုမှရိုးရိုးပဲလေ့လာလို့ရမှာမဟုတ်ဘူး vocabulary ကိုကျွန်တော်တို့ကအတန်ဖိုင်နဲ့လေ့လာရမယ်ပြီးရင်စကားပြောနဲ့ပါတွဲပြီးလေ့လာနိုင်မှာဖြစ်ပါတယ်အဲ့တော့ကြတော့ဒီ software ကိုဝယ်ယူလို့ရဆိုရင်ကျွန်တော်ကို chat box ကနေဆက်သွယ်လို့ရပါတယ် software ကိုကျွန်တော်အခု2025ခုနှစ်အတွင်းမှာ9000ကျပ်နဲ့ပဲရောင်းပေးထားပါမယ်အားလုံးကျေးဇူးတင်ပါတယ်စိတ်ဝင်စားရင်ဆက်သွယ်လို့ရပါတယ်ခင်ဗျာ